တော်မင်းသားဘဝတော့ကြောက်ဇာတငါဘဝတော့ဘာပြောမင်းသားဘဝတော့နေတာစားတာပြောပြလိုက်ပါဆိုပါမယ်အဲ့ဒီကိစ္စပြောကြတယ်မလို့ပါဘူးကျွန်တော်မင်းသားဘဝကိုကြီးတက်ပြီးသားပါဒီခုတိတ်မသိမင်းသားဘဝတော့နာမည်ကြီးပဲဗမာလူကြီးလို့ဆိုရင်သူ့မင်းသားနာမည်ကိုမသိတဲ့လူကိုမရှိဘူးခလေးတဲ့လူကြီးဆိုအသေးထဲမှာဆိုရင်ကျွန်တော်တို့ဒီနေ့ဒီသေးထဲမှာတွဲပြီးတနေ့မှကိုမေ့မရနိုင်တဲ့နာမည်လေးပါခမင်းနာမည်ကဘယ်လိုငတိအသေးနဲ့ဆွဲနေတော့ခဏနဲ့မေ့ရတာလားတက်လုံးသတိရလာတာအခုချီးမွန်းတော့မှကတ်မေးသွားတာစားပြီးမှလည်းကတ်မေးတော့လားဒီပါဗျာမင်းသားဘဝတော့ဘယ်မင်းသားနဲ့မှကိုမတူတာပါဒီမင်းသားတွေကနေမထိုင်မယ်အိမ်မယ်ဆိုရင်ကျွန်တော်တို့ဓာတ်ခုံရဲ့ညာဘက်တောက်မှာလိုက်ကားလေးကာပြီးတော့သူတို့ကြံ့လာထားတယ်သူကလည်းမဟုတ်လက်ရုံပြီးမှလေးတိုင်ကလေးနဲ့ပလက်ကလေးတင်ထားလိုက်ရောကျွန်တော်တတ်တတ်ရရနေတဲ့ဆိုတဲ့သဘောလွတ်ကြတယ်ဒီမင်းသားတွေကတော့မင်းသားမလို့ကားနဲ့ဆိုင်ကယ်နဲ့ဒီလိုသွားတာသူကတော့မဟုတ်ပြကြီးပိုင်းတစ်ချောင်းမှုပြီးတိုးရချီထားတယ်ကိုယ်လည်းနည်းနည်းလမ်းများလိုက်ပြီအနေတိုင်းစင်းနေဆိုတဲ့ဘောပေါ့လွတ်ကြတယ်ဒီမင်းသားရအိတ်တော့မယ်ဆိုရင်တခါနဲ့သွားချင်းတောင်းလေးဘာလဲမမလေးအဲ့လိုအိတ်တာသူကမဟုတ်သူ့ကိုယ်နဲ့တိုက်ပြီးကင်မုံကြီးရပြီးဖုံးပိတ်ပေးတာဟိုကလုံးလုံးနေနေဆိုတဲ့ဘောလွတ်ကြတယ်ဒီလိုလည်းသိမှမသိဘူးဘာရဲ့မင်းသားလေးချိုးတယ်လို့မင်းသားလေးစားမယ်တောင်းမယ်ဆိုရင်ကျသားနဲ့ဝတ်သားနဲ့မျိုးမျိုးတန်ပေါင်းတယ်လို့သူကဟိုဓမင်းတို့ကလေးထုတ်ပြီးတော့ရမတ်ပေါ်ပြင်ပေးထားယူဆိုင်နီးတယ်လေလွတ်ကြတယ်ဒီလိုလည်းသိမှမသိဘူးဘာရဲ့မင်းသားချိုးတယ်